မျက်မြင်တွေကနေပြီးတော့သခင်ယေရှုရဲ့မေတ္တာကြောင့်ဒီမေတ္တာကိုခြေခံပြီးတော့ခင်ယေရှုရဲ့လင်းကိုလင်းဖို့အတွက်ယုံကြည်သူများမျက်မြင်များ14ဦးကနေပြီးတော့ငွေ14ချက်ရန်ကုန်ငွေစုဆောင်းပြီးတော့မခမမကို1985ခုနှစ်မှာစတင်လို့ဖွဲ့စည်းခဲ့ပါတယ်ပြီးတဲ့အခါမှာ1900နဲ့99လောက်ကနေစပြီးတော့ပညာရေးအစီအစဉ်ဆိုပြီးတော့လူသိပ်ညာကြီးမို့ပေါ့2ယောက်ချင်းနဲ့ပညာရေးကျောင်းသား2ယောက်ပဲစပြီးတော့ပညာသင်ပေးတဲ့စီစဉ်စလာတယ်89လောက်ကနေပြီးတော့ကျောင်းသားစာပေစတင်တာလက်မှုကျောင်းသားနောက်ပိုင်းကတော့စာပေကျောင်းသားစပြီးတော့တင်ပါတယ်အဲတော့ရန်ကုန်မှာဒီကျနာမှာကျောင်းတစ်ကျောင်းသံပွဲဖြီဖို့အတွက်ကြတော့ဒီနားလည်မှုလူမှုရေးစက်ကရှိတဲ့တနည်းအားဖြင့်ခရိယာကျောင်းအုပ်ကြီးရှိတဲ့နေရာမှာတောင်းပြီးတော့မြေတားတဲ့ခံပြီးတော့မျက်မြင်သံပွဲဖြီခဲ့ရစီဆိုတော့